မင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့ Chinese ထုံးဝါလောကမှာတော်တော်လေးကိုနာမည်ကြီးတဲ့ Solan ခေါ်ဝိညာဉ်ကုန်းမြေ 3D animation series လေးရဲ့အပိုင်း1ကိုစတင် recap ပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီဇာတ်လမ်းလေးကိုတော့ဆယ်ကျော်သက်အရွယ်ကောင်လေးတယောက်ကိုဂိုင်းတကိုင်းရဲ့အကြီးအကဲများကလိုက်လံတိုက်ခိုက်ကြနေပုံနဲ့စတင်ထားပါတယ်အကြီးအကဲတွေရဲ့လက်ထက်ကထွက်ပြေးနေတဲ့သူကတော့ဒီဇာတ်လမ်းလေးရဲ့အဓိကဇာတ်ဆောင်ဖြစ်သူထန်ဆန်းပဲဖြစ်ပါတယ်တကယ်တော့သူဟာထန်ကိုင်းရဲ့လှုပ်ဝက်ထိပ်သီးပညာရပ်ဖြစ်တဲ့ကောင်းကင်နည်းနည်းတိုင်းကိုအမှတ်မထင်မဲ့ကြင်ကြံလိုက်မိတာကြောင့်ထန်ကိုင်းရဲ့အကြီးအကဲတွေကပြစ်ဒဏ်စီရင်မှုအတွက်လိုက်လံဖမ်းဆီးနေခြင်းပဲဖြစ်ပါတယ်။ထန်ဆန်းဟာသူ့ရဲ့နောက်ကနေအဆက်မပြတ်လိုက်လံဖမ်းဆီးနေတဲ့အကြီးအကဲတွေရဲ့တိုက်ခိုက်မှုတွေကိုရှောင်တိန်ကာဝယ်နိုင်နေခဲ့ပါတယ်။သူအခုငါရဲ့မိုးပြင်းတစ်တော်ဖုံကိုလက်ပလာသုံးပြီးတော့ကာဝယ်သွားတာလားဆိုပြီးတော့ထန်ဆန်းသုံးသွားတဲ့ပညာရပ်ကိုအံ့အားသင့်နေတဲ့ပုံစံမျိုးပြောနေခဲ့ပါတယ်။တကယ်တော့ထန်ဆန်းသူတို့လက်ထက်ကနေလွတ်မြောက်ဖို့အတွက်သုံးသွားတဲ့ပညာရပ်တွေဟာထန်ဆန်းတယောက်ကောင်းကင်နည်းနည်းတိုင်းကိုကြင်ကြံရင်းနဲ့တက်မြောက်သွားတဲ့ပညာရပ်တွေဖြစ်တဲ့အပြင်ကောင်းကင်နည်းနည်းတိုင်းဟာဂိုင်းရဲ့ထိပ်သီးလှုပ်ဝက်တိုင်းဖြစ်တာကြောင့်ဂိုင်းကျုံနဲ့အမွေးဆက်ခံသူတွေသာကြင်ကြံလို့ရတဲ့ကျင့်နေဖြစ်တာမို့တာမန်အကြီးအကဲတွေအနေနဲ့မသိတာလည်းဖြစ်နိုင်ပါတယ်ထန်ဆန်းတယောက်အကြီးအကဲတွေကိုပြန်လဲတိုက်ခိုက်လို့ရပြီမဲ့သူ့လိုမိဘမဲ့တယောက်ကိုငယ်လေးကလေးကကြိုးမွေးစောင့်ရှောက်လာတဲ့ဂိုင်းကိုတစ္ဆာမဖောက်ချင်တာကြောင့်ပြန်လဲတိုက်ခိုက်မဲ့အစားထွက်ပြေးနေရင်းနဲ့ပဲကြော်ကဘာထိပ်ကိုရောက်ရှိသွားခဲ့ပြီးတော့ရှေ့ဆက်သွားဖို့မဖြစ်နိုင်တော့တဲ့အနေအထားကိုရောက်ရှိသွားခဲ့ပါတယ်။အကြီးအကဲတွေကလည်းထန်ဆန်းကျေးဇူးကမ်းတဲ့ငမိုက်သားမင်းရှေ့ဆက်ပြီးသွားကြလမ်းမရှိတော့ဘူးမြန်လာအဖမ်းမခံသေးဘူးလားကျွန်တော်ထန်ဆန်းဂိုင်းရဲ့လှုပ်ဝက်ထိပ်သီးတိုင်းကိုမှားယွင်းကခိုးယူတင်ယူမိသလိုဖြစ်သွားတဲ့အတွက်တကယ်ကိုအပြစ်ရှိပါတယ်။ဒါပေမဲ့ကျွန်တော်မိုးကောင်းကင်ကိုတိုင်းတယ်ရဲပါတယ်။ကောင်းကင်တဲ့တိုင်းကိုအပြင်ကိုလုံးဝမပေါက်ကြားစီခဲ့ပါဘူး။ကျွန်တော်ဒါတွေကိုပြောပြနေတာကကျွန်တော်အပြစ်ကိုရှော့ပေါ့ပေးစေခြင်းလို့ပြောတာမဟုတ်ပါဘူးကျွန်တော်ကထန်ကားရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ဘူးတဲ့အကြောင်းကိုပြောနေတာပါကျွန်တော်တက်မြောက်ထားသမျှပညာရက်တွေကုံပြောပါရင်ကျွန်တော်အသက်ကိုတောင်မှထန်ကိုင်းကပိုင်ဆိုင်ပါတယ်ဆိုပြီးပြောရင်းနဲ့ထန်ကိုင်းရဲ့ယာစုနှစ်တွေကြာချောင်းတဲ့အထိဘယ်သူတူတယောက်ကမှလှုပ်ဆောင်နိုင်ခြင်းမရှိခဲ့တဲ့ဗုဒ္ဓအမြတ်ထန်ကြပုံကိုထုတ်ဖော်ပြသလိုက်ပြီးတော့သူ့ရဲ့အဝတ်စားတွေအကုန်လုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်ဒီရောင်ဝါကလက်ဆက်တော့မင်းကကောင်းကင်နည်းနည်းသားရဲ့နောက်ဆုံးအဆင့်ကိုတောင်အောင်မြင်သွားပြီးခဲ့ပြီပဲဗုဒ္ဓအမြတ်ထန်ကြပုံကကျွန်တော်ထန်ဆိုင်ဂိုင်းကိုပေးခဲ့တဲ့နောက်ဆုံးလက်ဆောင်အဖြစ်မှတ်ယူလိုက်ပါကျွန်တော်ထန်ကိုင်းရဲ့ဘယ်ပစ္စည်းကိုမှယူဆောင်မသွားခဲ့ပါဘူးလို့ပြောရင်းနဲ့ကြော်ကဘာပေါ်ကနေခုန်ချသွားခဲ့ပါတယ်ထန်ကိုင်းကျုပ်ကလည်းထန်ဆန်းကိုလိုက်လံတားဆီးလိုက်ပြီးမြဲမမီလိုက်တော့ပါဘူးကျန်ရင်ခဲ့တဲ့ထန်ကိုင်းကျုပ်ဟာပါရမီထူးချွန်လွန်းတဲ့ထန်ဆိုင်ရဲ့အသက်ကိုအခုလိုမျိုးဆုံးရှုံးလိုက်ရတာကြောင့်အရန်ကိုယူကျုံးမရဖြစ်နေခဲ့ပြီးတော့ထန်ဆန်းမင်းကငါတို့ကိုအားသစ္စာတွေကိုပဲအမြဲယူဆောင်လာပြီးတယ်အကိုကြီးဒီလိုသစ္စာပေါက်တစ်ဖက်တယောက်အတွက်ဘာကြောင့်များဝမ်းနေနေရတာလဲမင်းဘသူကိုသစ္စာပေါက်တစ်ဖက်လို့ပြောနေတာလဲမင်းဂိုင်းရဲ့အဆင့်မြင့်ဆုံးတိုင်းကိုရယူပြီးတော့ထွက်မပြေးတဲ့သစ္စာပေါက်တစ်ဖက်ကိုမြင်ဘူးလားသူ့ရဲ့စိတ်ရင်းကိုပြသဖို့အတွက်ကိုယ့်အသက်ကိုစတီးသွားတဲ့သစ္စာပေါက်တစ်ဖက်မျိုးကိုမင်းမြင်ဘူးလားသူ့မှာဒိုးထန်ခိုင်းရဲ့ဘလို့အဆင့်မြင့်ပုံပုံမျိုးကိုမစိုးဖြက်စီးနိုင်တဲ့ဒဏ္ဍာကြီးလက်နဲ့တိုင်းပညာရှိတာတောင်မင်းတို့ကိုပြန်တိုက်ခိုက်ခဲ့လို့လားထန်ဆန်းကသစ္စာပေါက်မဟုတ်ဘူးသူကဒီနှစ်ပေါင်း200အတွင်းမှာဂိုင်းရဲ့အထူးကျွန်ဆုံးသောပါရမီရှင်တစ်ပဲပဲဒါပေမဲ့သူကကောင်းကင်တဲ့တိုင်းကိုခိုးယူတည်မှုခဲ့တယ်လေမင်းသားဗုဒ္ဓမြတ်ထန်ကြပုံကိုဖန်တီးနိုင်ရင်ငါမင်းမိုးလောက်ကြီးတဲ့အပြစ်ကိုကျူးလွန်ရင်တော့မမြင်ကြောင်ဆောင်ပေးလို့ရတယ်ငါတို့အားလုံးမှားခဲ့ကြပြီအခုလေးတွေငါတို့ထန်ခိုင်းနောက်တစ်ချိန်လောကမှာပြန်လဲထုံးလင်းနိုင်မဲ့အခွင့်အရေးကိုလက်လွတ်ဆုံးရှုံးလိုက်ရပြီအခုချိန်ကစပြီးတော့ငါအမိန့်ထုတ်ပြန်တယ်ကြောင်ကပောက်အောင်မှာထန်ဆန်းကိုလိုက်ရှာကြသူသာအသက်ရှင်နေသေးရင်သူကအနာဂတ်ရဲ့ထန်ခိုင်းချုပ်ပဲတကယ်လို့တည်သွားပြီဆိုရင်လေသူ့ရဲ့အလောင်းကိုကောင်းကောင်းမွန်မွန်ထားရှိပြီးတော့ဇာပနာလုပ်ပေးရမယ်ဒီလိုနဲ့ထန်ဆန်းတရားဝိညာဉ်ကုန်းမြေလို့ခေါ်တဲ့လောကသစ်စီကိုပြန်လဲဝင်စားခဲ့ပါတယ်သူရောက်ရှိသွားခဲ့တဲ့ဝိညာဉ်ကုန်းမြေလို့အမည်ရတဲ့ကဘာဟာသူအရင်ကလာခဲ့တဲ့ကဘာနဲ့လုံးဝကိုကွာခြားနေခဲ့ပြီးတော့ဒီကုန်းမြေကြီးမှာမွေးဖွားလာသူတိုင်းဟာတိုင်းဝိညာဉ်လို့ခေါ်တဲ့စွမ်းအားတစ်မျိုးနဲ့မွေးဖွားလာကြပါတယ်သူတို့ရဲ့အသက်6နှစ်ကိုရောက်ရင်တော့သူတို့မှာပါလာတဲ့တိုင်းဝိညာဉ်ကိုပညာရှင်တယောက်ကနေပြီးတော့နှိုးထပေးရတယ်သူတို့ရဲ့တိုင်းဝိညာဉ်နှိုးထလာပြီးရင်တော့သူတို့ရဲ့တိုင်းဝိညာဉ်ရဲ့စွမ်းအားကြီးမားမှုနဲ့အသုံးဝင်မှုပေါ်ကိုမူတည်ပြီးတော့ဝိညာဉ်ဆရာတယောက်ဖြစ်နိုင်မဖြစ်နိုင်ကိုဆုံးဖြတ်ပေးတာပဲဖြစ်ပါတယ်ဒါအပြင်ဝိညာဉ်ဆရာတယောက်ဖြစ်နိုင်မဖြစ်နိုင်ဆိုတာသူ့ရဲ့မွေးရပါဝိညာဉ်စွမ်းအားအပေါ်မှာလည်းမူတည်နေပါသေးတယ်ဘလောက်တောင်မှစွမ်းအားကြီးတဲ့တိုင်းဝိညာဉ်မျိုးကိုပိုင်ဆိုင်ထားပါသည်မွေးရပါဝိညာဉ်စွမ်းအားတုံညပဲရှိသူဟာဝိညာဉ်ဆရာတယောက်ဘလို့မှကိုမဖြစ်နိုင်တော့ပါဘူးဒီလိုနဲ့ကဘာအသစ်မှာမွေးဖွားလာတဲ့ထန်ဆန်းတယောက်
အရင်ဘဝကသူ့ရဲ့မှတ်ဉာဏ်တွေအပြင်သူ့ရဲ့ကောင်းကင်နည်းနည်းတိုင်းကိုပါမှတ်မိနေခဲ့ပါတယ်။ဒါပေမဲ့လည်းသူ့ရဲ့ကောင်းကင်နည်းနည်းတိုင်းကိုကြင့်ကြံလာတာအချိန်တော်တော်ကြာမြင့်နေခဲ့မဲ့အခုထိကိုအစင်မတက်နိုင်သေးတာကြောင့်ဒီကောင်းကင်နည်းနည်းတိုင်းကိုအရင်ကငါလေ့ကျင့်ခဲ့တာအချိန်မပေးခဲ့ရပေမဲ့အခုတော့ပထမအဆင့်ကိုတော့မအောင်မြင်သေးဘူး။ဒီကဘာငါအရင်ကလာခဲ့တဲ့ကဘာနဲ့မတူတာကြောင့်ငါကောင်းကင်နည်းနည်းတိုင်းကိုခက်ခက်ခဲခဲကြင့်ကြံနေရတာလား။အရေးရကလာတဲ့ခရမ်းရောင်စွမ်းရည်နေနဲ့ကျင့်လို့ရတဲ့ခရမ်းရောင်